င်လယ်တွေကြီးစိုးတဲ့ကဘာကြီးမှာပင်လယ်ဓာတ်ပြပြီးရင် Gold Roger ကသူတေခါနီးမှာ 1P လို့ခေါ်တဲ့ယတနာကြီးကိုဖွက်ထားခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒါကပဲပင်လယ်ဓာတ်ပြခေတ်တစ်ကိုစတင်စေခဲ့တာပါ။အနှစ်20ကြာပြီးနောက်မှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်မာကေလော့ဖတ်ရောက်လာပါတယ်။သူကပျော်ပျော်နေတတ်တယ်။ယုံကြည်ချက်အပြည့်ရှိတယ်။ရီမန်းချက်ကတော့ပင်လယ်ဓာတ်ပြပြီးရင်ဖြစ်ဖို့ပါ။သူကငငယ်က Depth First နတ်ဆိုးတစ်တီစားထားလို့တကူလုံးရောဘာလို့ဆွဲဆန့်လို့ရတဲ့စွမ်းအားရှိပါတယ်။ Luffy ဟာသူခီးစဉ်မှာအဖော်ရီတယောက်ပြီးတယောက်ရှာတွေ့ခဲ့ပါတယ်။ပထမဆုံးကတော့ဓာတ်3လက်3ဓာတ်သမားဇောရောနဲ့လိမ်မာပါနဲ့တဲ့တခိုးမလေးနဲ့မိပါသူတို့3ယောက်ပေါင်းပြီးမရင်းရတက်စခန်းကနေ Grand Line ကိုတွားမဲ့မြေပုံကိုခိုးယူနိုင်ခဲ့ပါတယ်။လမ်းမှာလူပြက်ဓာတ်ပြဘက်ကီနဲ့ရင်ဆိုင်ခဲ့ရတယ်လို့နောက်ပိုင်းမှာတော့ပြစ်မှတ်မလွယ်တဲ့ဦးစောနဲ့ထမင်းချက်ကောင်းတဲ့စန်ဂျေတို့ပါအဖွဲ့တဲကိုရောက်လာခဲ့ပါတယ်။ဒါနဲ့ပဲ Strawward Pirates ကောက်ယူဦးထုတ်ပင်လယ်ဓာတ်ပြအဖွဲ့ဆိုပြီးနာမည်ကျော်လာတာပေါ့ဒါပေမဲ့နဲမိုင်ကသူတို့ကိုတစ္ဆာဖောက်ပြီး Fishman တပြရအောင်စီမြေပုံယူသွားခဲ့ပါတယ်။တကယ်တော့နဲမာကသူမရဲ့ရွာကိုကယ်တင်ဖို့အတွက်ဘောင်းဘောင်းရဲ့ဖိနှိပ်မှုကိုခံနေရတာပါ။ဒါကိုတိသွားတဲ့ Luffy ကငါတငယ်ချင်းကိုမထိနဲ့ဆိုပြီး Beast Mode ဝင်ကောင်း Park ကိုတွားဖြတ်စီးပါတော့တယ်။တစ်ဖက်မှာလည်း Luffy ရဲ့အဖိုးဖြစ်သူမှန်ဒူးပိုချုပ်ကြီးကသူ့မြေကိုဖမ်းဖို့လိုက်နေပါတယ်။နောက်ဆုံးမှာတော့ Garp က Luffy ရဲ့စိတ်ဓာတ်ကိုအတိမတ်ပြုပြီးခွင့်လွှတ်ပေးခဲ့ပါတယ်။အခုဆိုရင် Luffy ဟာစုငွေအများဆုံးပင်လယ်ဓာတ်ပြဖြစ်လာပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူသူတို့ရဲ့အိမ်မက်တွေကိုစီအတွက် Grand Line ထဲကိုစတင်ခီးနေပါပြီ။ဒါကတော့ One Piece Season 1ရဲ့ဇလန်းချင်းပဲဖြစ်ပါတယ်။နောက်ထပ်ဘလို့ရန်သူအစ်စ်တွေနဲ့တွေ့မလဲဆိုတာကတော့ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။